ဆိုင်ကယ်စီးခီးသွားတူဖြစ်တဲ့ Itchy Boots ရဲ့ဒူဘိုင်းကနေအီရန်နိုင်ငံအတွင်းကိုစွန့်စားဖြတ်ကျော်ခဲ့တဲ့ခီးစဉ်အကြောင်းကိုတင်ဆက်ပေးခြင်းပါတယ်။ခီးစဉ်မစားတင်ပြီးမှသူမဟာဒူဘိုင်းမှာရှိတဲ့ Royal Enfield နဲ့ Free Spirit ဆိုင်ကယ်ပင်ဆိုင်တွေကိုတွားရောက်ပြီးနှုတ်ဆက်ခဲ့ပါတယ်။အဲ့ဒီဆိုင်တွေကသူမရဲ့ဆိုင်ကယ်ဘာဆန်တီကိုအခမဲ့စစ်ဆေးပြီးခဲ့တယ်လို့လက်အိတ်အသစ်တစ်စုံ T-shirt နဲ့သူမရဲ့ဂျက်ကမှာတက်ဆင်ဖို့ကန်ကောင်းစေတဲ့စပန်နာအသေးလေးအပါအဝင်လက်ဆောင်များစွာပေးအပ်ခဲ့ကြပါတယ်။ဒါပေမဲ့စိတ်ကန်းကိုရောက်တဲ့အခါမှာတော့အခက်အခဲတချို့စတင်ကြုံတွေ့ခဲ့ရပါတယ်။စာရွက်စာတမ်းကိစ္စတွေကတော်တော်လေးရှုပ်ထွေးရပြီးအနီရောင်စာရွက်အဖြူရောင်စာရွက်နဲ့အပြာရောင်စာရွက်တွေရရှိဖို့ဟိုပြေးဒီပြေးလုပ်ခဲ့ရပါတယ်။လက်မှတ်ဝယ်ဖို့အတွက်လည်းမြို့တဲကို10မိနစ်လောက်ပြန်မောင်းခဲ့ရပါသေးတယ်။ဘူရှိုးတာက UAE လူဝင်မှုကြီးကြပ်ရေးစနစ်ချုပ်ရွေးမှုကြောင့်ခရီးဆက်တရားခန့်နဲ့အတူနိုင်ပေါင်းများစွာဆောင်ဆိုင်ခဲ့ရပြီးည8နာရီခွဲလောက်မှာနိုင်ငံကနေတရားဝင်ထွက်ခွာခွင့်တပိတ်တုံရရှိခဲ့တာပါ။ကူရိုသင်္ဘောပေါ်ရောက်တဲ့အခါမှာတော့အီရန်နိုင်ငံရဲ့စီးမင်းအတိုင်းသပင်ကိုစတင်ဖုံးအုပ်ခဲ့ရပါတယ်။သင်္ဘောပေါ်မှာ17နာရီကြာဖြတ်တန်းခဲ့ရပြီးဆိုင်ကယ်အထွက်အကောင့်ခွန်စာရွက်စာတမ်း Carnet ကိုတာဝန်ရှိသူတွေကမှားယွင်းတပိတ်တုံထူးမှုတာကြောင့်စာမျက်နှာတစ်ခုအလဟတာဖြူထွားခဲ့ရပါတယ်။အီရန်နိုင်ငံဘန်ဒါအာဘတ်စ်မြို့ကိုရောက်တဲ့အခါလူဝဲမှုကြီးကြပ်ရေးကမြန်ဆန်ခဲ့ပေမဲ့ဆိုင်ကယ်အတွက်အကောင့်ခွန်ကိစ္စတွေရှင်းလင်းမှုနောက်ထပ်4နာရီခန့်ထပ်မံဆောင်ဆိုင်ခဲ့ရပါတယ်။အီရန်နိုင်ငံမှာငွေကြေးလဲတဲ့အခါ$1ကို3သိန်းရီရဲ့အထိတန်ဖိုးရှိတာကြောင့်ပတ်စံအထက်လိုက်ကြီးကြိုက်ထားရမယ့်အခြေအနေဖြစ်နေပါတယ်။အခုဆိုရင်တော့သူမဟာရက်ပေါင်း30ဗီဇာနဲ့အီရန်နိုင်ငံအတွင်းကိုအောင်မြင်စွာရောက်ရှိနေပြီဖြစ်ပြီးရှေ့ဆက်မဲ့ခရီးစဉ်တွေအတွက်စိတ်လှုပ်ရှားနေပါတယ်။စိတ်ကမ်းတွေမှာဗီဒီယိုရိုက်ခူးခွင့်မရှိတာကြောင့်အခက်အခဲတချို့ရှိခဲ့ပေမဲ့အခုတော့အီရန်မြေပေါ်မှာသူမရဲ့ဆိုင်ကယ်စီးခရီးစဉ်ကိုစတင်တော့မှာဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့အစီအစဉ်ကိုစောင့်ကြည့်ပေးလို့ကျေးဇူးတင်ပါတယ်။နောက်ထပ်စိတ်လှုပ်ရှားစရာသတင်းတွေကိုဆက်လက်တင်ဆက်ပေးသွားပါဦးမယ်။ဇော်မင်းမြန်မာ